Okay ဒီနေ့မှာတော့ 1BS sorry မလို့ VDM စီးရဲ့အကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရထားစီမှာဆိုတော့တစ်ကက်စဖြတ်တာမှာပေါ့ဗျာတစ်ကက်စဖြတ်တဲ့နေရာစလိုက်အောင်ဗျာတို့ရှိမှာတစ်ကက်ကတော့ automation နေဗျာကိုဖြတ်တာမယ်တစ်ကက်ဖြတ်တာတော့သိမခတ်ပါဘူးကျွန်တော်တို့တွားကျင်တဲ့နေရာကိုအဲစက်ခွင့်ပေါ်မှာရွေးပြီးတော့ချတင်ကိုရှင်းလိုက်ရပြီပေါ့နော်ကျွန်တော်ရထားရောက်လာပြီဆိုရင်လူပြီးတက်စရာမလိုဘူးဗျာပြောချင်တာ9မိနစ်10မိနစ်တခြားတစ်စီးလောက်ရောက်နေတဲ့ခါကျတော့လူတက်စရာမလိုပေါ့ဗျာကြည်ရတာကြက်လောက်မယ်ထင်လို့ရှိရင်ဖြုတ်ပေးလိုက်နောက်ဈေးဆောင်ရတယ်โอเคအဲဆိုလို့ရှိရင် PDF စီးလို့ရပါပြီ PDF ကတော့လမ်းမပိတ်ဘူးပေါ့ဗျာညာဘက်လေးဆိုလို့ရှိရင်မြို့ရဲ့အလှပတွေကိုခန်းစားလို့ရပါတယ်ဗျာကျေးဇူးပါ